အားလုံးပဲမင်္ဂလာပါခင်ဗျာ M United Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ Old Trafford မှာမြေခွေးတွေအကိုက်ခံရလို့အဆင့်ဆက်ခွန်ဝက်ဟန်နဲ့နှမအကွာကိုရောက်ရှိသွားပါပြီဒါပေမဲ့တန်းစင်းဆောင်က Ipswich ကရှုံးသွားလို့တင်ချာနီးအရာမန်ယူကတန်းမစင်းရတော့ပါဘူးတကယ်လို့များပေါ့ဆိုတဲ့အရင်တုန်းကအတွေးလေးတစ်ခုပေါ့ဗျာManchester United က Europa League ဖလားကိုရပြီးတန်းဆင်းသွားခဲ့မယ်ဆိုရင်နောက်နှစ်ချန်ပီယံလိမှာကန်ရမယ်ပထမဆုံးချန်ပီယံရှစ်ကအသင်းဖြစ်လာမှာပါအခုတော့အဲ့ဒီတမိုင်းဝင်ပွဲမမြင်ရတော့ဘူးပေါ့ဗျာအဲ့ဒီနေ့ကကန်ခဲ့တဲ့ပွဲမှာ Harry Armstrong ကတကယ့်ကိုကောင်းခဲ့ပါတယ်ကိုယုံကြည်မှုအရှိရှိနဲ့ကစားသွားခဲ့တာလည်းမြင်ခဲ့ရတယ်ဗျဒါကြောင့်နောက်ထပ်လူရှော့တယောက်လို့တော့ထင်မိပါတယ်အထူးသဖြင့်သူ့ရဲ့ PR တွေကြားကကစားနိုင်တဲ့ဘောလုံးကင်ထားနိုင်မှုစွမ်းရည်ကတော့တကယ်တော်တယ်လို့ပဲပြောရမှာပါအဲ့ဒီပွဲမှာဖြတ်တင်ပုံမြောက်များစွာကိုဘယ်ညာတောက်လျှောက်တင်ပေးပေမဲ့တိုက်စစ်မှုကအသုံးမကျဘူးဗျာ Rasmus Højlund ဟာနေရာယူမှုကလည်းမတိကြဘူးအစုံသက်ပိုင်းလည်းမတိကြဘူးပြေးထွက်သွားရမယ့်အပိုင်းတွေကိုလည်းမတိကြဘူးဘလို့တိုက်စစ်မှုဘဝရောက်သွားလဲဆိုတာတော့စဉ်းစားရခက်တယ်ဗျာအရင်တုန်းကတော့ဘယ်ညာကနေပြီးတော့ဘောလုံးတွေဖန်တီးပေးမှုမပေးကြပေမဲ့ Rasmus Højlund ကိုမနေ့ကပွဲမှာတော့တော်တော်လေးဘောလုံးတွေဖြတ်တင်ဘောတွေအများဆုံးတင်ပေးခဲ့တယ်ပန့်ပိုးခဲ့တယ်ဒါပေမဲ့တိုက်စစ်မှုတစ်ယောက်ဟာဂိုးအဖြစ်အသုံးမချနိုင်ခဲ့ဘူးလောလောလတ်လတ်ဝုကိုရှုံးထားတယ်ဆိုပေမဲ့ကျွန်တော်တို့ပရီးမီးယားလိဂ်ကြီးကိုခဏမေ့ထားပြီးအာမိုရင်ဘေလက်လန်ကိုဖြောင်းကြီးသွားတယ်ဆိုတာကိုအရင်စဉ်းစားကြတာပေါ့ပြောရမယ်ဆိုရင် United ဟာနောက်ပိုင်းနှစ်တွေမှာအရန်ကိုဒရမာဆန်လာတဲ့အသင်းပါ Magic Moment တွေသူများအသင်းတွေ10နှစ်မှတစ်ခါဖြစ်နေချိန်မှာကို့အသင်းက one chance ကနေကောက်နိုင်သွားတာလေနှစ်တိုင်းနီးပါးပဲလို့ပြောရမှာပါမနစ်က Magical Moment တွေဆိုရင်လီဗာပူးနဲ့မန်စီးတီးကို FA ဖလားမှာဖြုတ်ပြီးဘိုးဆွဲခဲ့တာပါပဲဒီနှစ်ဆိုလောလောလတ်လိုင်ယွန်နဲ့ပွဲပေါ်ဗျာကြံခဲ့တဲ့နှစ်ကနီးပြတန်းလက်ထက်မှာရလက်တွေမကောင်းခဲ့ပေမဲ့ United ဟာလူရသူရလေးဝင်အောင်တော့ကာလာဘောင်းကတ်နဲ့ FA ကတ်ရထားပြီးဖလားလက်မဲ့စီစဉ်မဖြစ်အောင်ကြိုးစားနိုင်ခဲ့ပါတယ်ဒါဆိုဒီနှစ်ရောဆိုတဲ့အခါမှာEuropa League တစ်ခုကိုပဲအသက်သွေးကြောအနေနဲ့ရှိပါတယ်။ရှုံးထွက်ပွဲစဉ်တွေဟာတပွဲစုတပွဲခြေချော်တာနဲ့ထွက်ရမှာမို့ဘိုးဆွဲဖို့ဆိုတာလည်းမသေးကြပါဘူး။လက်ရှိတော့ဥရောပပြိုင်ပွဲတွေမှာမန်ယူဟာရှုံးပွဲမရှိစံချိန်တင်ထားတဲ့ဒီနှစ်ရာသီအတွက်တသင်းသေးသောအသင်းဖြစ်ကြံရှိနေပါသေးတယ်။အကယ်၍ United သာ Europa League ရခဲ့ရင်ကျွန်တော်တို့အနေနဲ့ဒီနှစ်ပရီးမီးယားလိမှာဘလောက်ပဲအခြေအနေဆိုးခဲ့မန်ယူဖန်တယောက်အနေနဲ့ပျော်ရွှင်စွာလက်ခံမိမှာပဲဖြစ်ပါတယ်တကယ်တော့မန်ယူရဲ့လက်ရှိအခြေအနေကအမှန်တိုင်းပြောရရင်ရှင်ရင်ရွှေထီးတေရင်မြေကြီးပုံစံပါပဲမနစ်က FA နဲ့ပရီးမီးယားလိကိုပဲဒီနှစ်လဲယူရိုပါလိနဲ့ပရီးမီးယားလိဟာအခြေအနေတော်တော်ကွာပါတယ်ဒီအသင်းဟာရင်ခုန်မှုအပြည့်ပေးနိုင်ပါတယ်စိတ်ဆင်းရဲမှုအပြည့်ပေးတယ်လို့ပျော်ရွှင်ပြီးစိတ်တက်တစ်နှစ်လုံးညူးနေအောင်လဲဆွဲဆောင်နိုင်တယ်ပေါ့ဗျာတကယ်လို့မနစ်ကလိုပဲနောက်ဆုံးချိန်ထိရင်ခုန်ရအောင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ် United fan တွေအတွက်နောက်ထပ်အဆိုးတစ်ခုကတော့ဒီနှစ်အဆိုးဆုံးစံချိန်တစ်ခုကိုထပ်တိုးခဲ့တဲ့ United အသင်းပဲဖြစ်ခဲ့ပါတယ်United အသင်းဟာတရားသီအတွင်း Premier League ပွဲစဉ်15ပွဲရှုံးခဲ့တဲ့အထိတမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အများဆုံးရှုံးနိမ့်ထားတာပါဒါဟာ1990နောက်ပိုင်းအဆိုးဝါးဆုံးမှတ်တမ်းအဖြစ်ဝင်သွားခဲ့ပြီဖြစ်ပါတယ်အမြူ channel ကိုနားဆင်ပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ